ရပ်ပြည့်၈ပါးဆိုတာဖရာပွင့်နေတဲ့အချိန်မှာ1ငရဲမှာဖြစ်နေခြင်း2တိရစ္ဆာန်ဖြစ်နေခြင်း3ပြိတ္တာဖြစ်နေခြင်း4တက်တန်းရှိတဲ့ရုပ်မဲ့နာမဲ့ရှုပ်တာရှိတဲ့ဗြဟ္မာနန္တာရှိတဲ့ဗြဟ္မာမျိုးဖြစ်နေခြင်း5ဖရာတရားနဲ့ဝေးလံတဲ့တောခြုံကြားဒေသများမှာတွားရောက်ပြီးတော့ဖြစ်ပေါ်နေခြင်းနဲ့6အယူမဝါဒမှားယွင်းနေခြင်း9အသိဉာဏ်ကင်းမဲ့သူဖြစ်ခြင်းဖျားပွင့်နေတဲ့အချိန်မှာဖျားဘယ်လိုပဲပွင့်ဒီပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့အဆုံးအမရဖို့ခွင့်လန်းမရှိတော့နောက်တစ်ယောက်ကတော့အသိဉာဏ်ရှိတဲ့လူတော့ဖြစ်ပါရဲ့အဲ့ဒီအချိန်မှာဘုရားမပွင့်ဘူးနိဗ္ဗာန်ရောက်ကြောင်းတရားကြားနာရဖို့ခွင့်မရှိဘူးအခွင့်အရေးဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်10ယောက်ရှိတယ်ဒါကိုဩကတထဲမှာရပြည့်10ပါးအပေ4ပါးကတ်3ပါးရပြည့်10ပါးနဲ့ဆိုပြီးလူတွေဆူတောင်းနေကြကိုယ့်ကိုစဉ်းစားကြည့်အခုရပြည့်10ပါးကိုလွတ်နေသလားလွတ်နေရင်အခွင့်ကောင်းရနေပြီအခွင့်ကောင်းရနေတဲ့အချိန်လေးမှာလူတိုင်းဟာအခွင့်အရေးကိုအခွင့်အရေးမှန်သိရလားလို့ဆိုမသိသေးဘူးဘာလို့လဲရွှေတူးရအောင်မှာရွှေထဲမှာရွှေဆင်းရဗစ္ဆံရှိမှဖြစ်မှာဗစ္ဆံမရှိတော့ဖြစ်ဘူးရှားကြရမှာဖွေကြရမှာထို့တူပဲဘုန်းကြီးတို့တွေလူဘဝရဘုရားသာသနာတော်နဲ့ကြုံတွေ့တရားဓမ္မလုပ်ဖို့ရအချိန်မရသေးဘူးမလုပ်နိုင်သေးဘူးသားရည်သမီးရည်စီးပွားရေးဆိုတာတွေနဲ့နေမနာညမှာမအားဘူးဆိုတဲ့ကြားထဲကနေပြီးနောက်ဆုံးမှာနေဝင်ချိန်ရောက်သွားပြီဆိုလို့ရှိရင်တော့ဒါတွေမလုပ်လိုက်ရဘူးဆိုရင်အဲ့ဒီဘဝဟာအရှုံးထွက်သွားပြီအမြတ်မရလိုက်တော့ရှုံးသွားပြီဘဝရလာတဲ့အချိန်မှာအနှစ်သာရနဲ့အကာကိုကွဲကွဲပြားပြားသိအောင်ကြိုးစားဘဝမှာပစ္စည်းဥစ္စာကအနှစ်လားစည်းစိမ်ဥစ္စာတွေကအနှစ်လားဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်တရားတွေကအနှစ်လားဆိုတာစဉ်းစားကြည့်အနှစ်ရှုဆိုတာထာဝရပိုင်ဆိုင်မှုရှိပြီးကိုယ့်အတွက်ရေရှည်အကျိုးပြုတာကအနှစ်အကာဆိုတာခဏလေးဘယ်အရာပဲဖြစ်ဖြစ်အကာဟာခဏလေးနဲ့ပြတ်တယ်အနှစ်ဆိုတာကြာရှိခံအဲ့တော့ကြာရှိခံတဲ့ဟာကိုလုပ်မလားတတန်းတူတဲ့အရာနဲ့ပဲအချိန်ကုန်သွားမလားဒါကိုယ်စဉ်းစားဖို့လို့အဲ့တော့အကာဆိုတာဘာတွေတော့လောကလူသားတွေဟာစီးပွားဥစ္စာတွေကြီးပဲရှားနေမယ်ဆိုရင်အကာတွေပဲရှားတယ်လို့ပြောတယ်။ဘာဖြစ်လို့လဲချမ်းသာရင်မသုံးရဘူးလားဆိုသုံးရပါတယ်။တိုက်တွေတဲကားတွေဝဲနော်စိတ်မကြဘူးလားကြပါတယ်။အဲ့ဒါဟာတခဏလားထာဝရလားလို့ဆိုတခဏလေးပဲမကြခင်ပဲဘဝတစ်ခုဆုံးသက်သွားရင်အားလုံးပြစ်ထားခဲ့တာအနှစ်သာရဆိုတာမဟုတ်ဘူးလို့ဆိုလို့စည်းစိမ်ဥစ္စာလည်းထို့တူပဲပိုင်ဆိုင်တဲ့အချိန်လေးသာမော်လို့ကြွားလို့သုံးလို့ဖြုံးလို့နေနိုင်တယ်မရှိတော့ဘူးဆိုလို့ရှိရင်သွားပြန်ရောသူကတခဏအရာတွေကိုထာဝရထင်ပြီးတော့အချိန်တွေအများကြီးပေးလိုက်မယ်ဆိုရင်တခဏပဲအကာတွေနဲ့ပဲအဆုံးသတ်သွားမှာဖြစ်တယ်အနှစ်သာရကိုရအောင်ယူတဲ့အခါကိုယ်ခန္ဓာကိုယ်ရဲ့အနှစ်သာရဆိုတာပစ္စည်းဥစ္စာရဲ့အနှစ်သာရဆိုတာဘာလဲဒီစီးပွားဥစ္စာရှာလို့ရတဲ့ထဲကဒါနကောင်းမှုပြုလိုက်ပြီဆိုရင်ဒါအနှစ်သာရအဲ့ဒါကြတော့ကိုယ်ပိုင်သွားပြီဒါနကောင်းမှုလုပ်လိုက်တယ်ဖျားတဲတယ်ကြောင်းဆောက်တယ်ရှင်ပြုတယ်လှူမှုတမ်းမှုတွေလုပ်တယ်ကြီးရွာလမ်းမတွေခင်းတယ်အများကောင်းကျိုးအတွက်အသုံးချတယ်အများအကျိုးအတွက်အသုံးချတယ်ဒါနကောင်းကိုရထားတဲ့ကိုပိုင်ထားတဲ့ပစ္စည်းကိုမျှဝေပြီးတော့လူတွေတန်းနေပေးတယ်ကမ်းတယ်
ဟောတာကအနှစ်ကိုရလိုက်တာပဲဖြစ်တယ်ကြံတဲ့ဟာတွေကမသေးခင်လေးပဲပိုင်ဆိုင်တော့လဲသေသွားရင်ကုန်ပြစ်ခဲ့ရမယ်ဒီလိုဆိုလို့ထာဝရမဟုတ်ဘူးတခဏမြတာခိုင်မာမှုမရှိတဲ့ပစ္စည်းတွေကဒါနဆိုတဲ့ကုသိုလ်ဆိုတဲ့အနှစ်သာရကိုထုတ်ယူလိုက်ပြီဆိုလို့ရှိရင်ဒီလူဟာတော့အများရလိုက်ပြီလို့ပဲအောင်မရ